အဲ့တော့စัจ java လာတိုက်တဲ့သောင်းကလာလိုက်ကြတဲ့နတ်မြတ်မှာအပေါင်းနေအများကြီးပဲလာလိုက်ကြလာကြတဲ့အဲ့ဒီနတ်တွေထဲမှာစัจ java လာတိုက်တဲ့သောင်းကလာကြတဲ့နတ်တွေဆိုတော့တချို့နတ်တွေကတွေးတယ်ဩတို့လာကလာရဘုရားကတို့သိမှာမဟုတ်ဘူးအဖွဲကောင်းလို့သာသူများကောင်းလို့ခေါ်လို့လိုက်လာရတာငါတို့ဘုရားကသိမှာမဟုတ်ဘူးဟုတ်လားအဲ့လိုတွေးတယ်ခဏဒီလာတဲ့လူတွေရောအဲ့ဒီတွေးတယ်မတွေးကြဘူးလားတွေးရင်တွေးမှာပေါ့ဘုန်းကြီးသာဟောတာဟဲ့ဘုန်းကြီးတရားသာတို့လိုက်နာဘုန်းကြီးတို့သိမှာမဟုတ်ပါဘူးဒါမျိုးရှိမှာပေါ့နော်တွေးကြရှင်မကတ္တပကြီးသာသနာ့ဘောင်ဝင်လာတော့ဇနီးချောလှလေးလဲစွန့်လာတယ်စီးတဲ့ဥစ္စာတွေလဲစွန့်လာတယ်နောက်တကဖယားကိုယ်တိုင်ကသူ့ကိုထွက်ကြိုခံရတယ်ဆိုတော့လူတွေကအကုန်လုံးကရှင်မကတ္တပကိုအထင်ကြီးလေးစားအဲ့ဒါကြောင့်ပြည့်တဲ့လာတဲ့လူတိုင်းကအများကြီးပဲလူတွေအများကြီးလာကြတဲ့တဲ့ရှင်ဘုရားတပည့်တော်သိလားဘုရားမသိဘူးတခါကြီးခွင့်လွတ်ပါကြီးကျယ်တာကွာဘုရားထွက်ကြိုတာနဲ့ငါတော့မသိတော့ဘူးတဲ့အရှင်ဘုရားတပည့်တော်မှတ်မိသလားဘုရားအမျိုးသမီးကမေးတက္ကမကြီးခွင့်လွတ်ဗျာကျုပ်မမှတ်မိဘူးအမလီကြီးကျယ်တာဟဲ့ဘုရားကသင်္ကန်းပခုံးပေါ်ကောက်တင်ပေးတယ်နဲ့ငါမမှတ်မိတော့ဘူးတဲ့အဲ့လိုပြပြောခံရဟာနောက်တကရှင်ဘုရားတပည့်တော်သိလားသိတယ်တကကြီးရဲ့သိဆိုရှင်ဘုရားနဲ့တပည့်ရှင်ဘုရားအဖေနဲ့တပည့်တော်ဘလို့ရင်းနှီးတာကိုရှင်ဘုရားတပည့်တော်မေ့လို့ဘယ်ဖြစ်မတော့ရှင်ဘုရားကငငယ်တပည့်တော်လက်ပေါ်ကြီးလာတာရှင်ဘုရားနှုတ်ဆိုတာကဘလို့ရှင်ဘုရားကဘာနဲ့ပြောလိုက်တာအဲ့ဒီလူစကားနားထောင်ရတာနဲ့တရားကိုအာမထုတ်ပါဘူးတဲ့အဲ့တော့ပြိတ္တရှင်မကတ္တပကြီးပြောတဲ့စကားလေးဘဟုဇနသင်္ကဟောဒုက္ခောပါတယ်ဗျာဘဟုဇနသင်္ကဟောဒုက္ခောတနည်းပြန်ပြောရင်နာနာဇနသင်္ကဟောဒုက္ခောပါတယ်ဗျာဘဟုဇနသင်္ကဟောဒုက္ခောလူအများနဲ့ပေါင်းရတာအင်မတန်မှဆင်းရဲတယ်နာနာဇနသင်္ကဟောဒုက္ခောလူအများကိုချီးမြှောက်ရတာအင်မတန်မှပင်ပန်းနေအများနဲ့ပေါင်းရတာပင်ပန်းနေတဲ့မသိဘူးလို့ပြောပြန်တော့လည်းပဲကြီးကျယ်တယ်ပြောသိပြတယ်ပြောပြန်တော့လည်းသူတို့နဲ့ထိုင်စကားပြောရတာနဲ့တရားအထုတ်ရတယ်မရှိဟုတ်လားအဲ့ဒါရှင်မကတ္တပကြီးညီးသွားဘူးတဲ့စကားစာလေးနော်အခုလဲပြိဿကြီးကြည်ပေါ့မြတ်စွာဘုရားတို့လာရတာဘုရားတို့သိမှာမဟုတ်ဘူးအဲ့တော့သိမှာမဟုတ်ဘူးဆိုတော့ပြောတဲ့အတွက်ဒါကြောင့်မြတ်စွာဘုရားကသိချောင်းပြောခြင်းလို့တနည်းအားဖြင့်ပြောရင်သူတို့တို့ရဲ့နှလုံးစိတ်ဝမ်းလေးအေးချမ်းစေခြင်းလို့အဲ့ဒီမှာမြတ်စွာဘုရားကနတ်တွေရဲ့အမိတွေကိုအဲ့ဒီမှာခေါ်တာဟောဒီလာကြတဲ့မရေတွက်မနိုင်တဲ့စัจ java လာတိုက်တဲ့သောင်းကနတ်မြတ်မှာပေါင်းနေတဲ့မှာအတူရာနတ်တွေလည်းပါတယ်အတူရာနတ်မင်းကြီးခေါင်းဆောင်ပြီးတော့လာတဲ့ဘယ်နတ်တွေလည်းပါတယ်တာဝရိန်သားကဘဇုခေါင်းဆောင်ပြီးဘယ်နတ်တွေပါတယ်ယာမာကဘဇုခေါင်းဆောင်ပြီးဘယ်နတ်တွေပါတယ်ဟိမဝန္တာကဘယ်နတ်တွေပါတယ်နဲ့နတ်တွေတယောက်ချင်းတနေရာတစ်ဖွဲ့ချင်းစီခေါင်းဆောင်တွေအမည်တွေအသီးသီးခေါ်လိုက်ဟာမသိဘူးမှတ်တာငါနာမည်သိတယ်ဗျာဟုတ်လားဖះမသိဘူးမှတ်တယ်လျှော့မတွက်နဲ့ဟေးငါမြန်နာမည်ခေါ်လိုက်တာအမလီတန့်လို့ကွာအကုန်လုံးဝမ်းနေသာသွားဟုတ်ပြီလားအဲ့တော့မဟာသမယသုတ်ကိုတာမန်လေးကြည့်ရင်ပြိဿကြီးနတ်တွေအမည်ဖော်ပြတဲ့သုတ်ပဲဘာအမည်ဖော်ပြတယ်တိချောင်းပြယုံလောက်ကလေးတွေဟုတ်ပြီလား